ဇလိုင်းရန်စားမှာတော့ရေချောင်းစီဝါပေတာကိုလေးလာနေပြီးပင်လယ်ရေရောက်ကဘာကိုအယူမှုဆွဲလန်းတဲ့စူနီအိုဆွဲကောင်လေးတယောက်ကြောင်းနဲ့အစပြုထားခဲ့ပါတယ်။ရင်ငုံရတာကိုတတ်ထက်မြတ်နိုးပြီးတော့ရင်ငုံပစ္စည်းအယောင်းဆိုင်လေးတစ်ခုမှအချိန်ပိုင်းလှုပ်လှုပ်ကင်နေတဲ့သူလည်းဖြစ်ပါတယ်။လုပ်ငန်းခွင်ထဲမှာတော့သူ့အပေါ်သဘောကျနေပြီးတော့အတူတူရင်ငုံရှင်နေတဲ့ဆွဲဆောင်မှုရှိတဲ့မမိုင်အာနိုမီယာလည်းရှိပါတယ်။မင်းကအမြဲပြင်းရင်ငင်းဝေးနေတာပဲလူငယ်ဘွားကိုအပြေးဝခံစားပြီးတော့ကောင်မလေးချောချောလေးနဲ့တွဲပါအောင်လာလို့အမျက်တိုက်တွန်းတတ်တဲ့တငယ်ချင်းအာတို့လည်းရှိပါတယ်။တညမှာစူနီအိုလန်းရှောင်းနေတော့ဝီရှယ်တစီကအချိန်ပြင်းပြင်းနဲ့မောင်းလာတာကိုတွေ့လိုက်ရပါတယ်။ဝီရှယ်ရဲ့အပေါ်မှာပါလာတာကတော့ကူမီကိုယာမာမီယာဆိုတဲ့မတန်မစွမ်းကောင်မလေးတစ်ယောက်လည်းဖြစ်ပါတယ်။ဖွာဖွာဖြစ်တဲ့သူလည်းပါဝင်လာခဲ့ပါတယ်။ဒါပေမဲ့အဖွားကခဏသာအာရုံလွတ်သွားခဲ့တဲ့အချိန်မှာမတော်တဆကလထိုင်အောင်တွန်းမိလိုက်ရကနေစူနီအိုနဲ့မတန်မစွမ်းကောင်မလေးကဝင်တိုင်းမိကြတာလည်းဖြစ်ပါတယ်။အဲဒီကောင်မလေးကစူနီအိုသူမကိုလာထိတွေ့ပါတယ်လို့ဆိုပြီးဆွဆွဲလိုက်ရင်းနဲ့လှမ်းပြီးလဲခိုင်းလိုက်ပါတယ်။စူနီအိုခင်ဗျာလမ်းသွားခဲ့ပြီမဲ့မြီးဖွားနှစ်ယောက်စလုံးကပိုက်စာနေအောင်မြင်ရတာကြောင့်အိမ်ထိလိုက်ပို့ပေးပြီးတော့ညစာပါအတူတူစားဖြစ်ခဲ့ကြပါတယ်။အိမ်ရောက်တဲ့အခါစူနီအိုစူပုပ်ပုပ်နဲ့ကျူဆိုလိုက်ခဲ့တာကအမဲရောင်ကြောင်လေးတစ်ကောင်ပါ။ကောင်မလေးကနာမည်အရင်ဖြစ်တဲ့ကူမီကိုလို့ခေါ်တာလုံးဝမကြိုက်ပဲနဲ့ဂျိုဆေးလို့ပဲခေါ်ဖို့လည်းပြောပါတယ်။အတော်လေးစိတ်ဆိုတက်ပြီးအိမ်ရကြောင်တော့မကြည့်ရကောင်မလေးလည်းဖြစ်ပါတယ်။စူနီအိုကစေနာနဲ့ရင်းနှီးချမ်းလေးငှက်ပေးတာတော့ဖက်ကောင်းအောင်နဲ့လှမ်းတုတဲ့ထိလည်းကြစ်တိုက်ပြလိုက်ပါသေးတယ်။ဒါပေမဲ့ညစာစားပြီးရဲ့နောက်မှာတော့ဂျိုဆွေးရဲ့ဖွားဖွားကစူနီအိုအကြောင်းစိတ်အတွက်ထောက်ကူပြစ်စင်မဲ့လာစာကောင်းကောင်းနဲ့အလုပ်တစ်ခုလည်းကန်လန်းခဲ့ပါ යි ။စူနီအိုကဒီအကြောင်းကိုရင်ငုံဆိုင်ရာတငယ်ချင်းနဲ့တိုင်ပင်တဲ့အခါဆိုင်ရှင်ဖြစ်တဲ့သူကစူနီအိုအလုပ်ကြိုးစားလွန်းတာကြောင့်အများတန်းဝန်ထမ်းဖြစ်ခန့်ရှင်ပေမဲ့စူနီအိုကတော့မက္ကဆီကိုနိုင်ငံကိုသွားဖို့ရည်မှန်းချက်ရှိတာကြောင့်ညှင်းပယ်ခဲ့ပါ යි ။စူနီအိုတယောက်နိုင်ငံရဲ့စားကိုသွားဖို့အိမ်မက်တွေအကြောင်းစိတ်လှုပ်ရှားစွာပြောနေတဲ့အချိန်မှာမိုင်းကတော့စင်မကောင်းဖြစ်နေချတာကိုလည်းကွက်ကွက်ကွင်းကွင်းလည်းမြင်သာနေခဲ့ပါ යි ။ဒီလိုနဲ့စူနီအိုတယောက်ဂျိုဆေတို့အိမ်မှာအလုပ်လဲဝင်လုပ်ခဲ့ပါ යි ။အလုပ်ရဲ့စီကံချက်ကတော့ဂျိုဆေရဲ့ခွင့်ပြုချက်မရှိပဲအိမ်ပြင်မထွက်ရဘူးဆိုတာပါပဲ။ဂျိုဆေကတော့အခန်းထဲမှာပဲအောင်းနေပြီးတော့စူနီအိုစိတ်နှောက်ဖြစ်စရာအမိတ်တွေပဲပေးနေခဲ့ပါ යි ။ဂျိုဆေရဲ့အခန်းထဲကိုချောင်းကြည့်ဖို့ကြိုးစားမိတဲ့အခါမှာတော့ဂျိုဆေရဲ့ရစ်တနက်နဲ့လည်းအပတ်ခံလိုက်ရပါတယ်။အလုပ်ကဒုက္ခရမ်းများလွန်းတာကြောင့်တငယ်ချင်းတွေကတော့ဒီလောက်စိတ်ချုပ်ရရင်ထွက်လိုက်ပါတော့လို့လည်းအကြံပေးကြပါ යි ။အဲ့ဒီကြားတဲ့အာယာတို့ကမိုင်းကမင်းရဲ့ပေါ်ကိုအရန်ရှိနေတာခံစားမိလားဆိုပြီးစူနီအိုကိုလည်းတတိပေးခဲ့ပါသေးတယ်။ဒီနေ့မှာတော့စူနီအိုအတွက်တင်းကောင်းတစ်ခုကရှိလာခဲ့ပါတယ်။တက္ကသိုလ်ကနေမက္ကဆီကိုမှာပညာတော်တင်သွားဖို့ project တည်ပြုချက်ရလိုက်တာဖြစ်ပါရဲ့။ဒါပေမဲ့စိန်ခေါ်မှုအသစ်အနေနဲ့စပိန်ဘာသာစကားကိုသင်ယူရတော့မှာဖြစ်လို့ခီးစိတ်အတွက်ပတ်စံလည်းပိုချတော့မှာဖြစ်ပါရဲ့။နောက်တစ်ခါမှဂျိုဆေးတယောက်ရေရောက်ကပါမှာရီတူမာလေးတစ်ကောင်လိုမျိုးပင်တဲ့တက်ဝါလေးနဲ့အတူတူပျော်ပျော်ပါပါလဲကူးခတ်နေခဲ့ပါရဲ့။ဒါပေမဲ့မျိုးလုံးဖွင့်လာခဲ့တဲ့အခါမှာတော့အဲ့ဒါကရေဒီယိုကလာတဲ့အတန်တင်ကြောင့်မတ်တဲ့အိမ်မက်တက်တက်ပဲဆိုတော့တိလိုက်ရပြီးဖွားဖွားကလည်းရေဒီယိုကိုလာပိတ်လိုက်ပါ යි ။ဂျိုဆေးကဖွားဖွားကိုလမ်းသွားဖို့အတွက်ပူစာပေးမဲ့ဖွားဖွားကတော့ညင်းလိုက်ပါ යි ။ဘာလို့လဲဆိုတော့အဖွားရဲ့စိတ်ထဲမှာပြင်မကဘာကြီးကကြောက်စရာကောင်းတဲ့လူတွေနဲ့ပြည့်နှက်နေပြီးတော့ဂျိုဆေးကိုကိုပါမကာကွယ်နိုင်ဘူးလို့ယုံကြည်နေလို့လည်းဖြစ်ပါ යි ။တစ်ပတ်မှလည်းစူနီအိုတယောက်ဂျိုဆေးရဲ့ကြိတ်ကကန်နိုင်လုံးတဲ့ဒီအလုဆိုးကြီးကိုဆက်မလုပ်ချင်တော့တာကြောင့်အလုထွက်မဲ့အကြောင်းပြောဖို့အတွက်ဖွားဖွားတို့ရဲ့အိမ်ကိုရောက်လာခဲ့ပါ යි ။ဒါပေမဲ့အိမ်ထဲမှာတော့ဖွားဖွားကိုမတွေ့ရနဲ့ဂျိုဆေးကိုပဲတွားပြောမယ်ဆိုပြီးအခန်းကားကိုဖွင့်လိုက်တဲ့အခါမှာတော့ရှိမနေခဲ့တော့ပါဘူး။ဒါပေမဲ့အဲ့ဒီအခန်းထဲမှာစူနီအိုတယောက်မထင်မှတ်သားတဲ့အရာတစ်ခုကိုရှာဖွေတွေ့ရှိသွားခဲ့ပါ යි ။အဲ့ဒါကတော့ဂျိုဆေးကပင်လယ်ပြေကိုအလွန်မင်းရှင်းမြတ်တို့ကြောင့်ပေါ်လွင်နေခဲ့တဲ့အရန်လှပတဲ့ပကြီးကားတွေကိုရေးဆွဲထားတဲ့ပါမီရှင်ပကြီးဆရာမလေးတယောက်ဖြစ်နေခဲ့တာပါပဲ။အိမ်ပြင်ဘက်ကိုထွက်လာခဲ့တဲ့အချိန်မှာပဲလမ်းမှာဖွားဖွားနဲ့တိုးပြီးဂျိုဆေးအိမ်ထဲကနေထွက်ပြေးသွားပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါ යි ။စူနီအိုလည်းစိတ်ပူပြီးလိုက်ရှာလိုက်တာယထာတန်လန်ကိုဖျက်ဖို့လုပ်နေတဲ့ဂျိုဆေးကိုအချိန်မီလှမ်းမိသွားခဲ့ပါ යි ။ဂျိုဆေးကပင်လယ်ကမ်းခြေကိုသွားချင်တယ်လို့ပြောတဲ့အခါအစားကတော့စူနီအိုတယောက်ထားပြခဲ့ဖို့စဉ်းစားမိပါသေးတယ်။ဒါပေမဲ့ယောက်ျားကောင်းပြီးမရဆက်ရှင်တာကြောင့်စမပါလမ်ပါနဲ့ပဲကန်းရှိကိုလိုက်ပို့ဖို့လဲသဘောတူလိုက်ပါ යි ။ကန်းချီကိုမသွားခင်မှာစူနီအိုကဂျိုဆေးကိုခဏထားခဲ့ပြီးတော့ဖွားစီကိုပုံဆက်ကဂျိုဆေးကိုတွေးပြီးဖြစ်ကြောင်းနဲ့အိမ်ပြန်တော့ကြမယ်ဖြစ်ကြောင်းလဲအကြောင်းကြားခဲ့ပါ යි ။ကန်းချီကိုရောက်လာခဲ့တဲ့အခါမှာတော့ဂျိုဆေးကမြခွီးရှဲကိုတဲတောင်မြင်ပေါ်မှာတွန်းဖို့စူးစမ်းရင်းနဲ့မှပြင်ပလောကကြီးကစာအုပ်ထဲမှာဖတ်ဘူးတာတဲ့ပို့ပြီးခက်ခဲကြမ်းတမ်းမှန်းလဲကိုယ်တိုင်နဲ့တိသွားခဲ့ရပါ යි ။ဂျိုဆေးရဲ့ဖခင်ဖြစ်တဲ့သူကငယ်လေးကလေးကတေဆုံးသွားခဲ့ရဖြစ်ပြီးကလတ်ထိုင်ပေါ်ကနေစင်ကရေလိုင်းနေစီကိုတီးတိုက်ပြီးသွားဖို့အထိလဲစူးစမ်းကြည့်ပါ යි ။စူနီအိုလည်းအနားမှာကြည့်နေမနေနိုင်တော့ရနဲ့ဂျိုဆေးကိုပွေ့ရှိပြီးတော့ရေလက်ထိလဲခေါ်သားပေးခဲ့ပါ යි ။ရေလိုင်းလေးတွေကိုထိတွေ့ပြီးမှပဲဂျိုဆေးတယောက်ကပင်လယ်ရေကတကယ်ငန်နေဆိုတာကိုလည်းသိသွားခဲ့ပါ යි ။သူတို့နှစ်ယောက်ကနေဝင်စည်းစာအချိန်ထိပင်လယ်ပြင်ရဲ့အလှကိုလည်းအတူတူလည်းခန်းစားခဲ့ကြပါ යි ။အိမ်ပြန်ရောက်တဲ့အခါမှာတော့ပြောစရာတော့မလိုအောင်ဖွားဖွားစီကစူပူတာကိုခံလိုက်ရပါ යි ။ဒါပေမဲ့စူနီအိုကတော့ဂျိုဆေးကိုစိတ်ဝင်စားသွားပြီးမို့လို့နောက်ထပ်ဘယ်နေရာတွေကိုခီးသွားရှင်သေးလို့လည်းလှမ်းမေးမိပါတယ်။
ဖွာဖွာနေလေခင်အိပ်ပျော်နေတဲ့အချိန်ကိုခွင်ကောင်းယူပြီးဂျိုဆေးကမြို့ထဲကိုလှည့်ပတ်ဖို့လဲခိုးထွက်လာခဲ့ပါတယ်။ဆူနီအိုကလည်းဂျိုဆေးကိုမြို့လေကောင်ကအစားတောက်ဆိုင်တစ်ခုမှာအစားတောက်ရည်ကျွေးခဲ့ပါတယ်။အစားစားနေရင်လည်းဂျိုဆေးတယောက်ပတ်ဝန်းကျင်ကိုလောကမမှုပဲယုံကြည်မှုပြည့်ရဲ့ငါတော့အပြစ်မှာရှိမ့်တွေ့ဘူးလားလှုပ်ဖူးရဲဆိုပြီးဆူနီအိုကိုလေကြီးလေကျင်းနဲ့လဲကြွားလုံးထုတ်နေခဲ့ပါတယ်။ဒီချိန်ထဲမှာပဲရီစာ900တောင်ထားဘူးတယ်လို့ကြွားလိုက်တာကြောင့်ကျွန်တော်တို့မင်းသားကြီးဆူနီအိုမှာအကြံရင်းတစ်ခုလည်းရသွားခဲ့ပါတယ်။လမ်းချောင်းရင်ပိုအဆင်ပြေအောင်ဂျိုဆေးအတွက်စကိတ်တစ်ခုဝယ်ပေးဖို့လည်းဖြစ်ပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့ထင်လို့ဖြစ်မလာပဲနဲ့လွယ်လွယ်လျှော့လျှော့လေးဒါဖြစ်ခဲ့ရပါတယ်။အဲဒီနောက်မှာတော့ဆူနီအိုကဂျိုဆေးကိုပကြီးပစီးတွေဝယ်ဖို့ဈေးဝယ်လိုက်ပို့ပေးခဲ့လို့ရဟတ်ကြီးလည်းအတူတူစီးခဲ့ကြပါတယ်။ဆူနီအိုကိုတိုင်ကအမြင့်ကြောက်တက်ပြီးမူးဝဲနေပေမဲ့လည်းဂျိုဆေးပျော်ဖို့အတွက်အောင်းအင်းပြီးတော့လည်းလိုက်စီပေးရှာနေခဲ့တာပါ။ဆူနီအိုကဂျိုဆေးကိုအိမ်မှာဟစ်ချက်နီတင်ဖို့တိုက်တွန်းခဲ့ရုံတင်မကပဲနဲ့သူမမိဖို့ကြောင့်300လွယ်အောင်အထူးပြုလုပ်ထားခဲ့တဲ့ခုံတန်းလေးတစ်ခုကိုပါကိုယ်တိုင်လက်တိဆောက်ပေးခဲ့ပါတယ်။ပြီးတော့ရုပ်ရှင်ရုံပန်းချန်တဲ့ငါးပြားတိုက်တွေစီကိုလည်းအလဲအပတ်လဲခေါ်သွားပေးခဲ့ပါသေးတယ်။ငါးပြားတိုက်ကိုရောက်တဲ့အခါမှာတော့ဆူနီအိုဟာရေချောင်းစီဝါပေးတာအကြောင်းသားပြီးတွေ့ရတဲ့ငါးမျိုးစိတ်တစ်ခုချင်းစီအကြောင်းကိုအသေးစိတ်ရှင်းပြပေးခဲ့တဲ့အကြောင်းဂျိုဆေးတယောက်အတော်လေးလည်းထင်ကြီးသွားခဲ့ပါတယ်။အဲဒီခရီးစဉ်တွေကဂျိုဆေးကိုအများကြီးတွန်းအားဖြစ်စေခဲ့ပြီးအခန်းထဲမှာတယောက်ရဲ့ရှိနေချိန်တွေမှာပကြီးကားတွေအပြတ်သက်ဆွဲဖို့စိတ်ကူးစိတ်တန်းတွေလည်းရရှိစေခဲ့ပါတယ်။တစ်ဖက်မှာတော့ဂျိုဆေးရဲ့ဖွားဖွားစားတောက်ဆိုင်တစ်ခုမှာဂျိုဆေးကိုတီးပုံရတဲ့အမျိုးသားတယောက်နဲ့တွေ့ဆုံဆွေးနွေးနေခဲ့ပါတယ်။အဲဒီလူကဂျိုဆေးအတွက်အလုပ်ချပေးဖို့နဲ့လူပတ်ဝန်းကျင်မှာတယောက်တည်းလိုလိုလက်လက်ရက်တည်နေထိုင်နိုင်အောင်တင် जा ပေးဖို့ပြောဆိုနေခဲ့တာပါ။ဖွာဖွာကဆူနီအိုရောက်လာပြီးတဲ့နောက်မှာမြီးမလေးတိတိတတ်တာပြောင်းလဲလာတာဝန်ခံပေမဲ့လည်းဆူနီအိုကငါမြီးမလေးကိုလှည့်စားသွားမှဒါမျိုးအဖြစ်မခံနိုင်ဘူးဆိုပြီးအဲ့ဒီလူကိုညှင်းဆိုနေခဲ့ပါတယ်။နောက်ရက်မှာတော့ဂျိုဆေးကအိမ်မှာဖတ်ဖို့စာအုပ်ချို့ငှားချင်တာကြောင့်နှစ်ယောက်သားစာကြီးတိုက်ကိုရောက်လာခဲ့ကြပါတယ်။ဒါပေမဲ့ပြဿနာစာအုပ်ငှားဖို့စာကြီးတိုက်ကလောက်ရမှာဖြစ်ပြီးတော့ဒါကိုတော့ဂျိုဆေးကိုယ်တိုင်သွားပြောမှလည်းရမှာပါအိမ်ထဲမှာပဲအကြာကြီးပုံအောင်နေခဲ့ရပြီးရှီယိုဆာဖွားဖွားရဲ့လက်အောက်မှာကြီးပြင်းလာတဲ့ချက်တက်တဲ့ကောင်မလေးအတွက်တော့စာကြီးတိုက်မှုကိုသွားစကားပြောဖို့ဆိုတာတကယ်ကိုကြောက်စရာကောင်းတဲ့အခြေအနေရလည်းဖြစ်နေခဲ့ပါ යි ကံကောင်းထောင်းမဆိုပဲစာကြီးတိုက်မှုမလေးကဂျိုဆေးပေါ်အရန်ကျင်နာတက်ပြီးစာဖတ်တဲ့အကြိုက်ချင်းကလည်းတူနေကြပါ යි အဲ့ဒီစာကြီးတိုက်မှုမလေးရဲ့နာမည်ကတော့ခါနာလို့လည်းခေါ်ပါ යි ခဏနေတော့ဆူနီအိုရောက်လာပြီးခါနာကိုဂျိုဆေးရဲ့ကောင်မလေးလို့မှားပြီးတော့လည်းထင်သွားခဲ့ပါ යි မိန်းကလေးတငယ်ချင်းဆိုတာသိပေမဲ့အရင်တစ်ခေါက်ဂျိုဆေးကြွားသားခဲ့တဲ့ရီစာကိစ္စနဲ့လှမ်းပြီးတော့လည်းဆလိုက်တာပါမင်းလိုကောင်မလေးမျိုးကရီစာတယောက်တည်းနဲ့အချိန်ပြုံးနေမှာမဟုတ်ပါဘူးမင်းပြောပုံအရဆိုရင်ရီစာ9ယောက်တောင်ထားလိုက်တာပဲဥစ္စာလို့ပြောလိုက်တာကြောင့်ဂျိုဆေးကမြချက်ကိုချက်ကန်ဖြစ်ပြီးတော့ရီစာမဟုတ်ပါဘူးလို့လည်းအလောတကြီးလဲညင်းလိုက်ရပါ යි ဘာပဲဖြစ်ဖြစ်အပြန်လမ်းမှာတော့ဆူနီအိုကဂျိုဆေးကိုမင်းတငယ်ချင်းကောင်းတယောက်ရသွားပြီပဲလို့ပြောနေရင်းနဲ့ပဲနှစ်ယောက်ကြားတန်ရောစင်နေဖြစ်ဂျိုဆေးရဲ့လူမှုဘဝပါပို့ပြီးတော့လဲပွင့်လန်းလာခဲ့ပါ යි တကယ်တော့ဂျိုဆေးကအသက်24နှစ်ရှိပြီဖြစ်လို့ဆူနီအိုထက်အသက်ကြီးတဲ့မမလည်းဖြစ်နေကြတာပါနောက်ရက်မှာတော့ဆူနီအိုကဂျိုဆေးကိုအလုံးလုံးတဲ့ရင်ငုတ်ဆိုင်ကိုခေါ်သွားခဲ့ပါတယ်။အဲတို့တယောက်ဂျိုဆေးကိုမြင်မြင်ချင်းအသေးတွေကြွေသွားပြီးတော့ဒါငါရဲ့တိုက်ပဲလို့ဆိုကတစ်ဖက်သက်ရှိမီတွေကလည်းတောင်းလောင်ခဲ့ပါတယ်။အာယာတို့ကဂျိုဆေးရဲ့ social media ကောက်တောင်းမှုစူကြိုးစားခဲ့ပေမဲ့ဂျိုဆေးမှာဘာကောက်မှမရှိပါဘူး။အဲ့ဒီအချိန်ဆိုင်ကိုမိုင်းနဲ့ရောက်လာပြီးမိတ်ဆက်လိုက်တဲ့အခါဂျိုဆေးတယောက်မိုင်းရဲ့အလှပကိုကြည့်ပြီးတုံဝန်တူသွားခဲ့ပါတယ်။မိုင်းနဲ့စကားမပြောချင်တာကြောင့်ဆိုင်ပြင်ကိုအလောတကြီးထွက်ပြေးသွားခဲ့လို့ဆူနီအိုကအနောက်ကနေပြပြတဲတဲလဲလိုက်ချော့ရပါတော့တယ်။ငါအဲ့ဒီဆိုင်အောင်လုံးဝမကြိုက်ဘူးလို့ပြောပြပေမဲ့ဆူနီအိုကဘာကြောင့်လဲဆိုတာအခုချိန်ထိလည်းသဘောမပေါက်သေးဘူး။ဂျိုဆေးကလည်းစိတ်ဆိုးမှန်ဆိုးနဲ့ဒီနားမလဲပါဘူးလို့ပြောကအင်ပြန်ရောက်တာနဲ့ဖွားဖွားကိုဆူနီအိုဖုန်းဆက်ပြီးအလုပ်ဖြုတ်လိုက်တော့လို့ဆိုပြီးတော့ချစ်တိုက်လိုက်ပါ။ဆူနီအိုခင်ဗျာလည်းဘာမှလုပ်မိလို့အလုပ်ဖြုတ်သွားမှမသိပဲအကြောင်းအန်းနဲ့အိမ်မှာပဲစာဆက်လုပ်နေခဲ့ရပါတယ်။ဒီလိုနဲ့ဆူနီအိုတယောက်ရင်ကိုဆိုင်မှာအလုပ်ပြန်လုပ်ရင်းနဲ့ဆိုင်ရပစ္စည်းလေးကိုကြည့်ပြီးအကြံကောင်းတစ်ခုရနေခဲ့တဲ့အချိန်မှာပဲသူ့ရဲ့စီကိုအီးမေးလ်တစ်ဆောင်ရောက်လာခဲ့ပါ။အဲ့ဒါကတော့မျှော်လင့်နေခဲ့တဲ့မက္ကဆီကိုကစကောလာချစ်ရသွားပြီဆိုတဲ့သတင်းကောင်းလည်းဖြစ်ပါ၏ဆူလိုဒါကဂျပန်မှာနေဖို့အချိန်သိမ့်မကြံတော့ပါဘူးတစ်ဖက်မှာလည်းဂျိုဆေးကစာကြီးတက်ကိုတယောက်ရဲရောက်နေပြီးတော့ခါနာကဆူနီအိုကဘယ်ရောက်သွားလဲလို့မေးတဲ့အခါဂျိုဆေးကမာနလေးနဲ့သူ့ငါမလို့တော့ဘူးလို့ပြောနေပါ යි ကလေးမလေးတယောက်ကပုံမြင်ဖတ်ပြဖို့လည်းပူဆာလာခဲ့ပါ යි ခါနာကဂျိုဆေးကိုဖတ်ကိုင်းလိုက်ပေမဲ့ဂျိုဆေးကမြလူများရှိမို့လို့အရန်ရင်တုံပြီးဖတ်ပြတဲ့ပုံစံကလည်းပြင်းစရာကောင်းနေခဲ့တာကြောင့်ကလေးတွေကအိမ်ငိုက်ပြီးတော့ထွက်ပြေးသွားခဲ့ပါ යි ဒါပေမဲ့ကလေးမလေးတယောက်ပဲကြံခဲ့ပြီးတော့ပုံရင်တဲက kiss တဲကဘယ်လိုပုံစံလဲလို့မေးတဲ့အခါဂျိုဆေးကစာရေးပုတ်ပြားပေါ်မှာပကြည့်အမိုက်စားလဲဆွဲပြလိုက်ပါ යි ကလေးမလေးကဟာမိုက်လိုက်တာလို့ဆိုပြီးသဘောကျသွားတာကိုမြင်တော့ခါနာဂျိုဆေးနေပကြီးဆီယာမတယောက်ဖြစ်လာအောင်လုပ်တင်တယ်လို့အကြံပေးလိုက်တာကြောင့်ဂျိုဆေးကမြဝမ်းတာစိတ်လှုပ်ရှားသွားခဲ့ရပါ යි ဆူနီအိုတယောက်ဂျိုဆေးတို့အိမ်ကိုပြန်ရောက်လာပြီးခမ်းမီးတွေပိတ်ကဂျိုဆေးကိုငါးပုံစံမီးရင်လေးတစ်ခုရဲထုတ်ပြလိုက်ပါ යි ဒီမီးရင်လေးကဆူနီအိုငယ်လေးကဆိုင်တစ်ခုမှာအမြဲတွေ့ပြီးသဘောကျခဲ့ရတဲ့အရာလေးလည်းဖြစ်ပါ යි
ဆူနီကိုရှင်းပြခဲ့တာကဒီငါးလေးကအပေါင်းတင်ရက်မှတ်တယ်ဒါပေမဲ့သူ့မှာမိဘတွေမရှိဘူးမိဘတွေကွာရှင်းထားခဲ့ငါလိုမျိုးပေါ်လို့ဆိုပြီးငယ်ဘဝအကြောင်းရင်ဖွင့်လာခဲ့ပါတယ်ဂျိုဆေးကလည်းနေတနေ့ကျရင်အဲ့ဒီငါးစစ်ကိုတွေ့ရမှာပေါ်လို့လည်းအားပေးစကားပြောချပါတယ်အဲ့လိုဝိုမတ်တီဆန်ဆန်ဂျီနူးစီယာအခိုက်တန်လေးမှာဆူနီအိုကငါမက်ဆီကိုသွားတော့မယ်လို့ပြောဖို့ပြင်လိုက်တဲ့အချိန်မှာပဲမထင်မှတ်ဘဲနဲ့မိအိမ်လေးကကွက်တိလည်းမှိတ်သွားခဲ့ပါတယ်မောင်မင်းကြီးသားနဲ့မမကျိုဆွေတို့နီးကပ်သွားတဲ့အမှောင်ထဲမှာအချစ်ဇလန်လေးစားတော့မလို့ဝိုမတ်တီဆန်ဆန်နမ်းမလားထင်လိုက်မိပေမဲ့ဂျိုဆေးကဆူနီအိုကိုညာတာမှုမရှိပဲခေါင်းနဲ့နှစ်ဖူးကိုလည်းကွဲမတက်လဲစောင့်တိုက်ပြလိုက်ပါတယ်။ခေါင်းတိုက်ခံရတဲ့နောက်တစ်နေ့မှာဂျိုဆေးရဲ့ထူးခြားခြားပြောင်းလဲလာမှုကိုကြည့်ပြီးဖွားဖွားတယောက်အံ့အားသင့်သွားခဲ့ပါတယ်။ဖွားဖွားကဂျိုဆေးကိုဆူနီအိုနဲ့တူလိမ့်ဆန်ယုံကိုလိုက်ဖို့ပေးခဲ့ပါတယ်။ဒါပေမဲ့လိမ့်ဆန်ယုံထဲမှာဂျိုဆေးတယောက်ကြားကြီးတစ်ကောင်မြင်ပြီးလမ်းပြန်သွားခဲ့ပါတယ်။ဆူနီအိုကလည်းသူမရဲ့ပကြီးလက်ရတီကိုအရန်တပေါ်ကြပြီးချီကျူးလိုက်တာကြောင့်မမကျူတီတယောက်ချက်သွေးဖြာပြီးပါလေးတောင်မှာညီရဲသွားချခဲ့ပါတယ်။ဒါပေမဲ့ပြောစရာချိန်ကြီးကတော့တိတ်ပြီးတော့လည်းမကြလိုက်ပါဘူး။တိတ်မကြခင်ချိန်မှာပဲဂျိုဆေးရဲ့ဖွားဖွားကအသက်ကြီးယောဂနဲ့ကွယ်လွန်သွားခဲ့ရှာပါတယ်။ဂျိုဆေးတယောက်လည်းအထီးကျန်ပြစ်ကျန်ခဲ့တဲ့အချိန်မှာဆူနီအိုကအနားမှာရှိနေပေးပြီးစကားပြောချင်တဲ့အချိန်တိုင်းအနားမှာရှိနေမှာပါဆိုပြီးစိတ်ခွန်အားပေးခဲ့ပါတယ်။ဂျိုဆေးကတယောက်တည်းရက်တည်နေထိုင်ဖို့ပတ်စံအလုံးလောက်ရှိပေမဲ့ဆူနီအိုကိုအလုပ်သမားခအဖြစ်ပေးဖို့တော့မတတ်နိုင်တော့ဘူးလို့ရှင်းပြတဲ့အခါကျင်နာတက်တဲ့ဆူနီအိုကလည်းဒါကိုနားလည်ပေးခဲ့ပါတယ်။နောက်တစ်ခါမှဆူနီအိုတယောက်တငယ်ချင်းနဲ့ရင်ငုံနေတော့အောက်ဆီဂျင်ဘူးကပုံမှန်တဲ့ထူးဆန်းဆန်းမြင်မြန်ဆန်းဆန်းကုန်ဆုံးသွားခဲ့တာကြောင့်ရေပေါ်အမြန်ပြန်တက်လာခဲ့ရပါတယ်။အာယာတို့ကဘာလို့အောက်ဆီဂျင်ကဒီလောက်မြင်မြန်ကုန်သွားရလဲဆိုပြီးတော့ထူးဆန်းနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဂျိုဆေးရဲ့စီကိုအရင်ကဖွားဖွားနဲ့စကားပြောခဲ့ဘူးတဲ့လူမှုရေးရာအရာကြီးအမျိုးသားရောက်လာခဲ့ပါတယ်။ဂျိုဆေးကိုဆောင်းချောင်းမဲ့သူမရှိတော့တာမလို့ရှစ်ဆက်ဘလို့ရှင်းတမ်းမလဲလို့မေးတဲ့အခါဂျိုဆေးကယုံကြည်မှုအပြည့်နဲ့ငါပကြီးဆီယာမလုပ်မယ်လို့ဖြေပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားကဂျိုဆေးရဲ့အိမ်မက်ကိုအသိပဲမရှိတာမဖြစ်နိုင်တာဆိုပြီးရိုင်းဆန်းဆန်းနှိမ့်ချပြလိုက်ပြီးခုနေ့မှာဖွားဖွားရဲ့ထောက်ပံ့မှုလည်းမရှိတော့ဘူးလို့တတိပေးလိုက်တာကြောင့်ဂျိုဆေးကမြစိတ်သက်တဲ့အကြီးကျယ်လည်းကြာဆင်းသွားခဲ့ရပါတယ်။စိတ်ရင်းချင်းနဲ့လမ်းလျှောက်လာတဲ့ဂျိုဆေးကမြေကမ်းသားတနေရာမှာမြေထဲကိုပြုတ်ကျလူနီနီလည်းဖြစ်သွားပြန်ပါတယ်။အဲ့ဒီအချိန်မှာဝန်ကင်းနဲ့ရောက်လာပြီးဂျိုဆေးကိုကယ်တင်လိုက်တာကတော့မိုင်ပဲဖြစ်ပါတယ်။မိုင်ကဂျိုဆေးကိုစိတ်ဆိုးမှန်ဆိုးနဲ့ပြောပြပါတယ်။ဆူနီအိုကအိမ်မက်တွေအတွက်အသေးလဲစူးစမ်းနေတာနေရာသူ့ကိုအနောက်ကနေဆွဲထားလို့ဖြစ်နေတယ်။သူ့ကိုလှုပ်ပေးလိုက်ပါလို့ဆိုပြီးပြောလိုက်တဲ့အခါမှာတော့ဂျိုဆေးတယောက်ဆူနီအိုကမက္ဆီကိုကိုသွားတော့မယ်ဆိုတဲ့တဲ့င်းကိုတီးသွားခဲ့ရပါတယ်။မိုင်ကဂျိုဆေးကိုနင်းဆူနီအိုပေါ်မှာတကယ်ဘယ်လိုတဘောထားနေရလဲလို့မေးပေမဲ့ဂျိုဆေးကတော့ဘာတစ်ခုမှမပြောဘဲနဲ့မျက်ရည်တွေနဲ့လည်းထွက်ခွာသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဆူနီအိုတယောက်ဂျိုဆေးကိုစိတ်ပူလို့သူမအိမ်ကိုလာလဲခဲ့ပါတယ်။ဒါပေမဲ့အိမ်ထဲကိုလိုက်တဲ့ချိန်မှာတော့ဆူနီအိုတင်မကပဲနဲ့အန်အော်ဝမ်းနဲ့သွားရမယ့်မြင်ကွင်းကိုတွေ့လိုက်ရပါတယ်။ဒါကတော့ဂျိုဆေးကစပင်းရှည်ကြီးကိုအတူညှက်ပစ်လိုက်ရုံတင်မကပဲနဲ့ခန်းထဲမှာကတ်ထားခဲ့တဲ့ပင်နယ်ပြင်အလှပကြီးကားချက်တွေအားလုံးကိုလည်းဖြုတ်ချဖျက်ဆီးပစ်လိုက်ခဲ့ပါတယ်။ပကြီးကားတွေကုန်ဖြုတ်ချထားတဲ့ခန်းထဲမှာဂျိုဆေးကအရာအားလုံးဖယ်ရှားလိုက်ပြီဖြစ်ကြောင်းနဲ့ဘာကိစ္စမှမရှိဘူးဆိုရင်အိမ်ကနေထွက်သွားပါဆိုပြီးတော့လည်းအေးဆက်ဆက်လည်းပြောလိုက်ပါတယ်။ဒါပေမဲ့ချက်ချင်းဆိုလိုပဲစိတ်ပြောင်းသွားခဲ့ပြီးတော့ဆူနီအိုကိုကန်းချီလိုက်ဖို့ပေးဖို့လည်းထပ်ပြီးတော့လည်းတောင်းဆိုပြန်ပါတယ်။စကားပြောနေရင်လည်းဂျိုဆေးတယောက်ဝမ်းနဲ့စစ်မကောင်းဖြစ်ပြီးငိုယူကထွက်ပြေးဖို့ကြိုးစားတဲ့အခါဆူနီအိုကလှမ်းတက်လိုက်ပြီးတော့ငါဒီနေ့မက္ဆီကိုသွားမှာမဟုတ်နစ်စီကပတ်စံနေလဲငါခွင့်မဆိုင်ဘူးငါနေ့ရဲ့နားမှာပဲနေချင်တာဆိုပြီးရင်းတဲ့စကားတွေကိုလည်းဖွင့်ဟလိုက်ပါတယ်။ဒါပေမဲ့လည်းဂျိုဆေးကတော့မျက်ရည်တွေကြားကနေပဲသူမအနေနဲ့အိမ်မက်တွေကိုဆွန့်လွတ်လိုက်ပြီဖြစ်ကြောင်းနဲ့မိမိဘာသာရည်တည်နိုင်ဖို့ရုံးလို့တခုကိုပဲဝင်လို့တော့မှာဆိုပြီးရှင်းပြပါတယ်။ဆူနီအိုကဒါဟာနေတကယ်လိုချင်ဆုံးရလားလို့မေးပေမဲ့ဂျိုဆေးကတော့ဘာမှမပြောဘဲနဲ့ထွက်ခွာသွားခဲ့ပါတယ်။ကန်ဆိုးကျင်တော့အဲ့ဒီချိန်မှာပဲမိုးတွေကတက်ကြီးမကြီးရွာချလာပြီးဂျိုဆေးရဲ့ဝီချက်ကလမ်းလဲကောင်မှာညှက်ပြီးသွားလို့မရလဲဖြစ်နေခဲ့ပါတယ်။ဒါအောင်မြင်မြင်ရှင်းဆူနီအိုကပြပြလက်ပြေးသွားပြီးတော့ကဲတင်ဖို့ကြိုးစားတဲ့ချိန်မှာပဲဝုန်းဆိုပြီးတော့အချိန်နဲ့မောင်းလာခဲ့တဲ့ကားတစ်စီးကဆူနီအိုကိုလည်းတိုက်မိသွားခဲ့ပါတယ်။ဆေးရုံမှာဆူနီအိုရဲ့တန်းနေရကစိုးရင်စရာမရှိပေမဲ့ရှစ်တောက်တွေနဲ့လက်မောင်းတွေမှာပြင်းထန်တဲ့ဒဏ်ရာတွေရသွားခဲ့တာကြောင့်ပြန်လည်တန်ဆွမ်းရေးလက်ကျကန်တွေအကြိုက်လုပ်ရမယ်လို့ဆရာဝန်ကပြောပြပါတယ်။ဂျိုဆေးတယောက်ဆေးရုံလာပြီးငွေရိုတောင်းပန်တဲ့အခါဆူနီအိုကညီရဲ့အပြစ်မဟုတ်ပါဘူးလို့နှိမ့်သိပ်ပေးလိုက်ပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့နောက်တစ်ချိန်ရေပြန်ကုန်နိုင်ပါအောင်မလားဆိုပြီးအကြီးကျယ်လဲစိတ်သက်ကြပြီးဝမ်းနဲ့နေခဲ့ရပါတယ်။နောက်တစ်ရက်မှာတော့မိုင်းရရောက်လာပြီးတော့ဆူနီအိုကိုလေကောင်းလေတန်ရအောင်ဆေးရုံပြင်ဘက်ကိုတွန်းထုတ်သွားပေးခဲ့ပါတယ်။ဆူနီအိုကငါမက္ဆီကိုတက္ကသိုလ်သွားတက်ဖို့စိတ်ဝင်စားတော့ဘူးလို့စိတ်ပြက်လက်ပြက်ပြောတဲ့အခါမိုင်းကလုံးဝအရှုံးမပေးဖို့လည်းအားပေးပါတယ်။ဒေါ်လာတစ်ချီနဲ့ရင်းဆက်နေတော့မှပဲမိုင်းကမထင်မှတ်ဘဲနဲ့ငါနေ့ကိုချစ်တယ်ဆိုပြီးဆူနီအိုဖွင့်ပြောလိုက်တာကြောင့်ဆူနီအိုတယောက်ဆွန့်လာပြီးတော့ကြောင်သွားခဲ့ရပါတယ်။ပြီးတဲ့အခါမှာတော့မိုင်းတယောက်ဂျိုဆေးရဲ့အိမ်ကိုပေါက်ချလာပြီးတော့ဆူနီအိုကမက္ဆီကိုကိုသွားဖို့စိတ်ဝင်စားတော့ဘူးငါပဲဆူနီကိုတစ်သက်လုံးဆောင်းရှောက်ပြီးတော့သူ့ရဲ့နာမှာနေသွားတော့မယ်ဆိုပြီးပြောခဲ့ပါတယ်။အဲ့ဒီစကားဂျိုဆေးရဲ့စိတ်သက်တွေကိုပြန်လဲနှိုးထားလာစေခဲ့ပါတယ်။ဂျိုဆေးကမိုင်းကိုဆူနီအိုကလုံးဝရှုံးပေးမဲ့သူမဟုတ်ဘူးသူ့ရဲ့အိမ်မက်ကိုသူအောင်မြင်အောင်လုပ်မှာပြီးတဲ့အခါမှာတော့ငါရဲ့ဆူနီအိုဘာထားတဲ့အချစ်စိတ်ကနေထပ်ပို့ပြီးပြင်းထန်တယ်ဆိုပြီးမမကျူဆေးတယောက်လည်းအချစ်အတွက်လည်းပြန်လဲတိုက်စစ်ဆင်ခဲ့ပါတယ်။ချစ်ခွန်အားတွေကြောင့်ပဲကျူဆေးကပကြီးကားတွေကိုပြန်လဲရေးဆွဲနေပါတယ်။ပြီးတော့စာကြီးတိုင်းမှာရှိတဲ့ကလေးတွေကိုဆွဲထားတဲ့ပကြီးကားတွေနဲ့ပုံမြင်တစ်ပုတ်လည်းဖျက်ပြခဲ့ပါတယ်။အဲ့ဒီနေရာကိုလည်းဆူနီအိုကရောက်နေခဲ့ပါတယ်။ကျူဆေးပြောပြတဲ့ပုံမြင်လေးကအပေါ်ယံကြည့်မယ်ဆိုရင်ပုံမြင်ပေမဲ့တကယ်တော့သူမနဲ့ဆူနီအိုတို့ရဲ့ကြားကတန်ရောစင်ဇလန်လေးကိုတင်တင်မွေ့မွေ့တရုပ်ဖော်လာခဲ့ရပဲဖြစ်ပါတယ်
အဲ့ဒီပုံပြင်လေးကတကယ်ကိုရင်ထဲထိစရာကောင်းလို့ဆူနီအိုစိတ်သက်တွေပြန်လည်တက်ကြလာစေပြီးပြန်လည်တန်ဆွမ်းရေးလေ့ကျင့်ခန်းတွေကိုအသေးအတန်စူးစမ်းအထောက်စီခဲ့ပါတယ်အချိန်တော်ကြာပြီးတဲ့နောက်တရားရေးတက်လာခဲ့ဆူနီအိုကစေယုံကစစ်တော်မှာဖြစ်ကြောင်းနဲ့မက္ဆီကိုမှာစားသွားတင်တော်မဲ့အကြောင်းဂျိုဆေးကိုလာပြောပြပါတယ်ပြီးတဲ့အခါမှာတော့လေစိတ်ထိလိုက်ဖို့ပေးဖို့လည်းတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့လေစိတ်ကိုသွားမဲ့ရက်မှာဂျိုဆေးတယောက်ကပေါ်မလာခဲ့ပါဘူးဆူနီအိုလည်းစိတ်ပူပြီးအိမ်ကိုလာချတဲ့အခါမှာအိမ်မှာပစ္စည်းပုံးတွေအများကြီးနဲ့အိမ်ပြောင်းတော့မဲ့ပုံစံမျိုးကိုတွေ့လိုက်ရပါတယ်တစ်ဖက်မှာလည်းဂျိုဆေးတယောက်အေးစစ်စစ်အိမ်ကိုပြန်လာနေတော့လမ်းမှာလူတယောက်နဲ့တိုက်မိပြီးတော့လက်ကျသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာရင်ကန်ကောင်းထောင်းမဆွာနဲ့ဆူနီအိုကရောက်လာပြီးတော့ဂျိုဆေးကိုဖေးမကဲတင်လိုက်နိုင်ပါတယ်ဆူနီအိုကနေပေသွားနေရလေငါနေ့ကိုနေရအနှံ့လိုက်ကြနေတာလို့မောမောနဲ့ပြောတဲ့အခါဂျိုဆေးကသူမအနေနဲ့မိမိဘာသာတယောက်ရဲ့ရက်တင်နေတိုင်းကိုဆုံးဖြတ်လိုက်ပြီးဖြစ်ကြောင်းနဲ့ဆူနီအိုကိုလည်းသူ့ရဲ့ကိုယ်ပိုင်အိမ်မက်လက်စင်တိုင်းဆက်သွားပါဆိုပြီးပြောပြပါတယ်ဒါပေမဲ့ဒီတစ်ခါတော့ဆူနီအိုကအလွတ်မပေးတော့ဘဲနဲ့ဂျိုဆေးကိုကြည့်လိုက်ပြီးတော့ငါနေ့ကိုချစ်တဲ့ဆိုပြီးရိုးရှင်းရှင်းနဲ့အထီးမိဆုံးနဲ့ဖွင့်ပြောလိုက်ပါဂျိုဆေးကလည်းမျက်ရည်လေးတွေဝဲရင်းနဲ့ငါလည်းနေ့ကိုချစ်တယ်လို့ပြန်လည်ဝန်ခံလိုက်တဲ့အချိန်မှာတော့တယောက်တယောက်တင်းကျပ်စာပွေးဖွက်ပြီးတော့ဝူမတစ်ဆက်ဆန်နဲ့အချိုမေးစိုးနန်းလေးတစ်ပွင့်ကိုလည်းမျှဝေလိုက်ကြပါတယ်ဒါကတော့မတန်မိမတ်ကျန်အဲလေမတန်မိမတ်ဆွမ်းจิกကန်ကန်နဲ့ချစ်စရာကောင်းတဲ့မမဂျိုဆေးနဲ့အိမ်မက်တွေအတွက်စူးစမ်းရဲ့ကောင်းလေးဆူနီအိုတို့ရဲ့ချစ်စလန်လေးရဲ့ပျော်ရွှင်စရာစသိန်းလေးပဲဖြစ်ပါတယ်